အားလုံးပဲမင်္ဂလာပါဘောင်ချာ focus ရဲ့နေပြန်ပြီးကြိုဆိုပါရစေဒီနေ့ကတော့ဘောင်ချာစုစရာမရှိပါဘူးမရှိဘူးဆိုတော့မဟုတ်ဘူးရှိတာရှိတယ်ရှိတာနည်းနည်းတော့များတယ်ခေါင်းစဉ်တွေပေါ့လေအမ်ရှာရှာဝင်ရှည်ဖို့အချိန်မရောက်သေးဘူးလို့ထင်လို့ပေါ့နော်နောက်ပြီးတော့အမ်อืมဝင်ပြီးတော့ရှာရှည်ဖို့အတွက်ဟိုပေါ့အချက်လက်လေးတွေရောနောက်ပြောစရာလေးတွေလည်းနည်းနည်းစုထားနေရောဒီအဲ့တော့သူတို့ဟိုစုပ်ရမယ့်ပေါက်ချာတွေသူတို့ဘက်နေသူတို့စိန်ရေးပါစေအောင်ဆိုတော့ဒီနေ့တော့ဘောင်ချာစုပ်တယ်ဆိုတော့ထက်อืมဇာတ်လန်းလေးအဖြစ်လေးပေါ့နော်အဲ့ဒါလေးပဲပြောပြရင်ကောင်းမယ်လို့ထင်လို့ပါဆိုတော့ဘာလဲဆိုတော့အာကိုရီးရဲ့ ADS ဖြစ်တဲ့ journey ပေါ့နော်ခရီးလေးပေါ့အာအတန်းဒီထဲမှာအမြဲတမ်းတွေ့ရတာကမရှိဘူးဆိုရင်တော့မှသုံးပုံတစ်ပုံအလွန်ဆုံးပေါ့နော်အများဆုံးသုံးပုံတစ်ပုံလေးပုံတစ်ပုံဝန်းကျင်လောက်တော့ရှိတယ်အဲ့လိုဘာလဲဆိုတော့ဘာသာတရားကိုမယုံတာနော်ဗုဒ္ဓဘာသာအနေနဲ့ပြောရင်တော့ကံတရားပေါ့နော်တခြားဘာသာအနေနဲ့ပြောရင်တော့ဘုရားသခင်လိုချဖြစ်မှာပေါ့အဲ့ဒါတွေမယုံတဲ့ကလေးတွေအများကြီးရှိတယ်သူတို့ကိုသူတို့ ADS လို့သတ်မှတ်ထားတဲ့လုံးဝဟိုပေါ်တင်ကိုပြောရေးတဲ့သူကလည်းရှိတယ်လက်စေချောင်းတော့အသာလေးပြည့်ကြတယ်အဲ့လောက်တော့ရှိကြတယ်ပေါ့နော်ဆိုတော့ကိုယ်တိုင်လည်းဖြစ်ခဲ့တာကိုယ်တိုင်လည်းအာ ATS တယောက်ဖြစ်ခဲ့တယ်အမ်မစိုးပါဘူး journey လေးကတော့ပြောဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ဒီတိုင်းပဲမီယိုးဖလာဘာသာရေးတိုင်းပဲမျောပြီးလိုက်ဝိုင်းရပြင်းစရာကောင်းတာ哦ပြင်းစရာကောင်းတာဒါပေမဲ့အတန်းထဲမှာလည်းဒီလိုပါပဲဟိုကမြေသားတော့ဘသူအလွတ်ရလဲလို့မေးလို့ရှိရင်တော်တော်အလွတ်ရကြတာနော်ကိုရီ generation တောင်မှအဲ့လောက်အလွတ်မရဘူးထင်တယ်အဲ့လိုဒီခေတ်ကလေးတွေဒီရွယ်လေးတွေနဲ့မြေတာသူရတဲ့အနေထားကတော့တော်တော်လေးတော့ဟိုပါဖြစ်တယ်အန်အောဘူးတော့ကောင်းတယ်ပေါ့နော်အဲဆက်သက်တော်လုံးမင်းတော့မရပါဘူးဒါပေမဲ့သူတို့တော့လိုတာတွေရတယ်ပေါ့ကွယ်သိရမလားလိုတာလေးတွေရကြတယ်ပဋ္ဌာန်းရွတ်တဲ့သူတွေတောင်ရှိတယ်နေ့တိုင်းတော့နေ့တိုင်းပဋ္ဌာန်းရွတ်တဲ့သူတွေလည်းရှိကြတယ်ဆိုတော့သုံးမျိုးခွဲလို့ရတယ်ပေါ့ကွယ်လူတစ်ယောက်ရဲ့ဘဝမှာကဒီဘာသာရေးနဲ့ပတ်သက်ရင်တော့ရှင်းပါတယ်သုံးမျိုးရှိတယ်မီယိုးဖလာအတိုင်းပဲလေ့လာတယ်မီယိုးဖလာအတိုင်းပဲကိုးကွယ်ကြတဲ့သူတွေရှိတယ်အာနောက်ဟိုအဲ့ဒီမှာမှအရန်ကိုးကွယ်တဲ့သူရှိရပေါ့နော်ဒါပေမဲ့ဒီတိုင်းပဲဟိုရှစ်ခိုးရမယ့်ချိန်ရှစ်ခိုးလိုက်တဲ့သူတွေရှိတယ်နောက်လုံးဝမယုံတော့တဲ့သူတွေရှိရပေါ့နော်ဘာသာပြောင်းတယ်ဆိုတာကတော့ဒါအရွယ်တော်တော်လေးရောက်တော့မှပြောင်းတာပါတော်ယုံကပြောင်းမှုကခက်တယ်မပြောင်းကြဒီတိုင်းပဲနေလိုက်ကြတာများတယ်အဲ့တော့လိုပါပဲကိုယ်တွေလည်းစာပိုင်းဒီကလေးဘဝကတော့ကျောင်းမှာလည်းနေ့တိုင်းဖះရှိခိုးရတယ်အခုခေတ်တော့မသိဘူးဘယ်လောက်တောင်ရှိခိုးရလဲတော့အရင်တော့ကတော့ရှိခိုးရတာမိနစ်20လောက်ရှိရှိပဲဟိုးဩဃာသာအစလိုက်တာဟိုးအမျှဝေတဲ့အထိပဲတော်တော်များတယ်အဲ့လိုတဝက်လောက်ကအခုတက်ဒီအလွတ်ရတော့မယ်စိတ်တယ်ဟိုပါပေါ့အခုနေရွတ်ဆိုလဲအလွတ်ရနေတာအဲ့လိုအိမ်ကလည်းအမေပေါ့နော်အမေကလည်းတော်တော်လေးဘာသာတရားကိုင်းဆိုင်နေတယ်ပါတော့ဟိုဗာလဲအိမ်မှာတော့သိတဲ့အတိုင်းပဲဟိုဖះเจ้าဆောင်နဲ့ပတ်သက်ရင်တော့တကယ်ကို share လုပ်ထားတာပေါ့လေလုပ်ထားဒါပေမဲ့ကိုရီကတော့အဲ့လောက်ကြီးမဟုတ်ပါဘူးဒီတိုင်းပဲဖះတော့ဖះတွေ့တော့လဲရှ िख ိုးလိုက်တာပေါ့ဘုန်းကြီးကျောင်းတွေ့ဘုန်းကြီးရှေ့ရောက်တော့လဲရှ िख ိုးလိုက်တာပေါ့ပြောရရင်တော့ကွာ traditional ဗုဒ္ဓဘာသာတယောက်ပါပဲ traditional ဗုဒ္ဓဘာသာတယောက်ဒီလိုပဲလေကလေးဘဝကတော့သိတဲ့အတိုင်းပဲဘာမှဟိုဘာသာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်တခြား moral လို့ပြောရမယ်ဇာတိတနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ဘာမှတော့ question ထုတ်တဲ့အရွယ်မှမဟုတ်ပဲအဲ့တော့လေအော်အေးပေါ့ဘာသာတရားပေါ့တခြားဘာသာဝင်တွေလည်းအေးပေါ့တခြားဘာသာဝင်တွေပေါ့အဲ့လိုပဲအေးစီနေလာလိုက်တာတဖြည်းဖြည်းနဲ့အရွယ်ရောက်လာတော့စပြီးတော့ကွဲပြားမှုတွေမြင်လာရတာငယ်ရွယ်တုန်းကဆိုတာဥပမာမူလာတန်းတို့ဘာတို့လောက်တုန်းကတော့အတန်းထဲမှာရှိတဲ့ rich kid တွေဘာတွေဆိုတော့လေဘာမှမဟုတ်တာကိုရီနဲ့လည်းဘာမှကွာတယ်လို့မဟုတ်ဘူးလေသူ့ကွန်မာဘူးလေးပိုကောင်းတယ်ဟုတ်တယ်မလားသူခဲတံလေးပိုလှတယ်အဲ့လောက်ပဲကွာအရင်ကွာတာမရှိဒါပေမဲ့အသက်တွေကြီးလာတော့ကွာခြားချက်ကများလာအထက်တန်းရောက်လာတဲ့အခါပို့ပြီးတော့တဖြည်းနဲ့တိလာပြီကိုရိုင်းကလည်းတိလာတာဟုတ်တယ်မလားဘယ်ပစ္စည်းကဘလို့အဲ့တော့ကျောင်းသွားတယ်ကျောင်းပို့တယ်ကျောင်းကြိုတယ်ဆိုတော့ကားတွေကစပြီးတော့အမှတော်တော်လေးကွဲလာနော်အဲ့လိုမျိုးတွေဖြစ်လာတဲ့အချိန်ကျတော့စပြီးတော့ question ကထုတ်လာဘာဒါဘာလို့ဖြစ်ရတာလဲ
ဟုတ်တယ်မလားဘာလို့ဖြစ်ရတာသူတို့မိဘချမ်းသာတယ်ငါတို့မိဘဘာလို့မချမ်းသာငါတို့ရောဘာလို့အဲ့ဒီမှာမမွေးလာမကြီးညာချင်းမှာစပြီးတော့မိကုံးကစထုတ် question တွေထုတ်လာဒါဘာလို့လဲဟုတ်တယ်ကံတရားဆိုပြီးတော့ကိုရီကိုးကွယ်တဲ့ဘာသာနဲ့ပဲပြောပါမယ်ဟုတ်တယ်မလားအဲ့ကိုးကွယ်ခဲ့တဲ့ဘာသာဗုဒ္ဓဘာသာဆိုကံတရားပဲကံတရားနဲ့စပြီးတော့ပြောပြီစကားစာနဲ့နေပြတ်သွားပုံလာသွားအဲ့တော့ဟွန်းအဲ့ဒီကနေပဲမတူညီမှုတွေပေါ့လေမတူညီမှုတွေကိုစပြီးတော့ question ထုတ်လာတယ်အဲ့မတူညီမှုတွေများလာတော့ကိုဒီဘာသာမှာဘာပြောလဲကြည့်တဲ့အခါကျတော့ဟိုဟိုဟာပေါ့ဟိုဟာကောင်းတာလုပ်ရင်တဲ့ကောင်းတာဖြစ်မယ်ကောင်းတာမကောင်းတာဖြစ်တယ်ဆိုစဉ်းစားကြည့်တော့ငါတို့ဘာဖြစ်လို့လဲသိရကဲထားရတယ်ဟုတ်တယ်ကဲအခုဘဝအရင်ဘဝကမကောင်းတာတွေလုပ်ခဲ့တယ်ဟုတ်ပြီကဲသူတို့ကကောင်းတာတွေလုပ်ခဲ့တယ်ဟုတ်ပြီရပြီအဲ့ဒီလက်ခံသွားသေးတယ်နောက်ပြီးလဲပြီးတော့ပြန်စဉ်းစားတော့လေအဲနေပေါင်းမို့ငါတို့အမေနဲ့အဖေဘယ်တော့မှဘသူပေါ်မှာလဲမယုံမှာခဲ့ဘူးနော်မဟုတ်တာလုပ်တဲ့လုပ်ငန်းလည်းမလုပ်သူတို့လောက်တမာစီဝကြတာသူတို့လောက်ပဲနော်အဲ့တော့ဒီတောက်လျှောက်ကြီးသူတို့ခမညာမအောင်မြင်တဲ့အပြင်တဖြည်းဖြည်းနဲ့လုံးမပါလာဘာလို့လဲခုနပြောတဲ့လူတွေကြည့်လိုက်တဲ့အခါကျတော့လေသူတို့လောက်တာကိုရီမီအဖေလူနဲ့ဖြူစင်မနေပြန်ပိုပြီးချမ်းသာပြီးချမ်းသာလာတဲ့ခါကျတော့စပြီးအမှဒီ system ကိုစပြီးတော့ question ကထုတ် system ဆိုတာနော် system ပေါင်းစုံပါတယ်ဘာသာရေးလည်းပါတယ်ဟိုဟာတွေလည်းပါတယ်တခြားလူမှုရေးတွေလည်းပါလာဟုတ်တယ်ပြောရရင်တော့ဟို nice guy အနေနဲ့နေရတာကောင်းသေးလားလူကောင်းအနေနဲ့နေရတာငါတို့တော့ဘာအကျိုးမြတ်ရှိလဲနောက်ပြီးတော့ဒီဟာကြီးပဲယုံကြည်နေရောဘာအကျိုးမြတ်ရှိတော့လို့လဲဆိုပြီးတဖြည်းဖြည်းနဲ့ပါလဲဆိုဒီမှာယုံကြည်မှုကလွတ်အဲ့လိုဖြစ်တယ်အဲမှာတစ်ချက်တည်းမှာပဲတစ်ဖက်မှာပေါ့နော်တခြားလူတွေမှာအာဘာသာတရားအိမ်ကအသေးလေးဖိထားတဲ့အခါကျတော့ဘာသာတရားတွေပဲလှုပ်ဖြစ်တယ်တို့သိရမလားဘာတွေဆိုတော့သူတို့ကတော့ယုံကြည်တော့မယ်ဒါကိုရီတငယ်ချင်းတွေထဲမှာလည်းရှိဒါသူတို့ကတော့ယုံကြည်တယ်အဲ့လိုမျိုးဒါကောင်းတာလောက်ရမှာယူရမှာဘာဖြစ်တယ်ဒါပေမဲ့ကိုရီးယားမဖြစ်တော့မဖြစ်တဲ့ကပိုဆိုးတာဘာလဲဆိုတော့စာဖတ်လာတဲ့ကိစ္စပေါ့စာစာဖတ်လာတဲ့ကိစ္စဘာလဲဟိုဘာလဲဆိုတော့သူများတွေဝိထုဖတ်နေတဲ့အချိန်မှာကိုရီးယားဘာလမ်းကြောင်းကိုသွားရွေးလဲဆိုတော့တုဒ္ဒစာပေခေါ်တာပေါ့လေတုဒ္ဒစာပေကိုရွေးတယ်ဒါပေမဲ့ကိုရီရွေးမိလိုက်တဲ့စာတွေကလည်းဘာလဲဆိုကွန်မြူနစ်ဘက်ကိုရောက်သွားတာအဲ့ကွန်မြူနစ်ဆန်နဲ့ဘာသာတရားကိုစပြီးတော့ question ထုတ်လာတဲ့အချိန်နဲ့ဒါနဲ့သွားပြီးတော့တိုက်လိုက်တဲ့အခါကျတော့ကွက်တီပဲလုံးဝ ATS ဘက်ကိုလုံးဝတွန်းပို့ပေးလိုက်တာမမိသလောက်ပြောရရင်တော့ဟိုဟာလောက်မှာပဲအမ်14 159တန်း10တန်းပြောရရင်အထက်တန်းကျောင်းသားဘွားပေါ့နော်အဲ့မှာစပြီးတော့တပြေးနဲ့ပြောင်းလာပြီးတော့ဟုတ်တယ်တပြေးနဲ့မှာတက္ကသိုလ်တွေဘာတွေတက်တာတွေဘာတွေကစပေါ့လေတည့်ဟိုဒီ18 19ရွယ်ဆိုတာကဉာဏ်ရည်နဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်ရုပ်ရည်ဆိုတာ physical ပေါ့နော်ရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်အကုန်လုံးကထိတ်ဆုံးရောက်နေတာစာသင်လို့အကောင်းဆုံးအရွယ်လုံနိုင်ကိုင်လိုက်အရှိဆုံးအရွယ်ပြီးတော့အခုလိုမျိုးကြီးလဲ overweight ဖြစ်တဲ့အရွယ်မဟုတ်သေးဘူးအရန်အရန်မပိန်မဲမဝလည်းမဝပါဘူးအရန်ကြီးလည်းမဝဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးမှာကွာစိတ်သွားတိုင်းလဲကိုပါတယ်လုံနိုင်တယ်အဲ့တော့ဘာဖြစ်လာပြီလဲဆိုတော့ငါလုံးမဖြစ်တယ်ငါလုံးမဖြစ်တယ်ဆိုတော့ကြီးကခါလေးပါလာတဲ့အချိန်မှာကဟိုဟုတ်လဲဟုတ်နေတာဟိုကိုလုတ်တဲ့ result ကချက်ချင်းကိုမြင်နေရကျောင်းမှာစာလုတ်တယ်အလုပ်လုပ်တယ်ကွာပတ်ဆိုင်ရအဲ့လိုစာလုတ်တယ်အမှတ်ကောင်းတယ်ဒါပဲရှင်းတယ်ကိုလုတ်သမျှညံနဲ့ဝရိယညံရောဝရိယရောနဲ့ဖိပြီးတော့တွန်းနေတဲ့အချိန်နဲ့အဲ့ဒီတော့ကံလဲကောင်းခဲ့မယ်ထင်ပါတယ်ကံလဲကောင်းနေတဲ့အချိန်နဲ့ဆိုတော့လုံးဝလုတ်သမျှဖြစ်တယ်အဲ့လိုအတန်းနဲ့မှနံပါတ်1ပတ်တိုင်းကြော်တွေအများကြီးနဲ့အဲ့လိုမျိုးဒီနေ့အောင်တန်းထဲမှာပြောပြသေးတယ်အဲ့ဒီတော့စသားဘက်3တနေ့ကို3ခါလောက်တောက်နိုင်တယ်အဲ့လောက်ကိုရှာနိုင်တယ်အဲ့လောက်ထိဒါတော့အင်ဂျင်နီယာမဖြစ်သေးဘူးဒါတကယ်လုံးဝကျောင်းသားပေါ့အဲ့တော့အဲ့တောက်လျှောက်လဲလုံးဝဒါပဲပေါ့သိရမလားဒါပဲပေါ့ပြီးတော့ပိုဆိုးတာကွာတက်ရတဲ့ကျောင်းမြို့ပေါ့နော်ညီရော့ဖြစ်နေတော့ပိုဆိုးတာဘာလဲဆိုတော့အကုန်လုံးကိုလုံးဝလက်ခံတယ် ADS အပါဝင်အားလုံးကိုလက်ခံထားတဲ့နောက်လူပေါင်းစုံနော်ဟိုဘာသာစကားဆိုလို့ရှိရင်အမျိုး200ကျော်အထိပြောကြတဲ့မြို့မှာနေလာတဲ့ခါကျတော့ဒါကကိုရီပြောရရင်ကွာမြန်မာပြည်မှာ EDS ဖြစ်တယ်ဆိုတာတော်တော်ခက်ခဲတဲ့
အနေထားဒါပေမဲ့သူတို့ရှိမှ ATF ဖြစ်တယ်ဆိုတော့ဘာမှမဟုတ်ဒါတမန်ငါရှင်က just another normal day ပဲသူတို့တော့ကလေအဲ့တော့ easy ပေါ့ကိုရီလည်းဟုတ်ဂုံယူစွာနဲ့ ATS ပေါ့ဒါပေမဲ့တခုတော့ရှိရဲ့အလဲအပြောင်းလေးပေါ့နော်အဲ့ဒီအချိန်မှာကျောင်းတက်တုံးမှာဟို philosophy ကမယူမနေရယူရတယ်ဘာမီဂျာပဲဖြစ်ဖြစ် philosophy ယူရတယ်အဲအမျိုးကွဲတွေတော့အများကြီးရှိရယ် philosophy နဲ့ပတ်သက်တဲ့ဘာသာရပ်တွေပါအများကြီးရှိရယ်ဒါပေမဲ့အဲ့ဒီတည်းကမှဟိုပတ်တိုင်းအချိန်နဲ့လွတ်တာလေးပေါ့နော်အဲ့ဒါလေးကိုယူလိုက်တာဘာလဲဆိုတော့ဟိုပါပေါ့ human nature တဲ့ human nature နဲ့ပတ်သက်တဲ့ philosophy ဘာကြီးသင်ရမလဲတော့မသိဒါပေမဲ့တကယ်ပါအဲ့ဒီ professor ကိုလည်းလीတကယ်အရင်ကျေးဇူးတင်တယ်အဲ့လိုပြီးတော့ကိုရီမှာအရင်ကန်ကောင်းတယ်ပဲပြောရမလားတော့မသိဘူးကိုရီကျောင်းကတော့ ranking အဲ့လိုကြီးကောင်းတဲ့ကျောင်းမဟုတ်ပေမဲ့ကိုရီကျောင်းနဲ့ယထာနှစ်မှတ်တိုင်ပဲဝေးတဲ့နေရာမှာဘာရှိလဲဆိုတော့ကမ္ဘာ Ivy League ဝင်တဲ့ Columbia University ရှိတယ်အဲ့ဒါနဲ့အဲ့ဒီ professor Columbia University က professor သူကကိုရီရှိမာကပတ်တိုင်းလာသင်ပေးတာပတ်တိုင်း professor အနေနဲ့သင်ပေးတာ။အိုးကောင်းလိုက်တာဖတ်စာလုံးဝမသုံးဘူးနော်ဖတ်စာလုံးဝမသုံးဘူးသူ့ရဲ့ PowerPoint slide ဒီ slide တစ်ခုမေးခွန်းတစ်ခုဒါပဲရှိတာဘာစာမှမရှိဘူးအဲ့မေးခွန်းကိုပဲဆွေးနွေးကြတယ်ပြောကြတယ်အဲ့လိုပေါ့နော်အဲ့ human nature တန်းမှာဘာသင်လဲဆိုတော့ဒီဘာသာကြီးတွေတဲ့ဒီဘာသာကြီးတွေပြီးနောက်ပိုင်းဖြစ်လာတဲ့ဥမာ Nietzsche တို့နောက် Confucius တို့ Augustine တို့အဲ့လိုမျိုး philosophy တွေကစားတဖြည်းဖြည်းနဲ့သင်သွားတာ။အိုးရမ်းမိုက်လိုက်တာလို့ကိုရီမသိဘူးလေစပြီးတော့သင်တယ်ကွာဂျူဒီဇင်းနဲ့စဂျူဒီဇင်းနဲ့ဆိုတော့ဘာမှန်းလဲမသိသိခဲ့တာဆိုလို့ကွာအာဒန်အေဝလဲလို့ဘာမှမသိ Christianity တူတူပဲယေရှုကလဲလို့ဘယ်သူမှမသိအစ္စလမ်တမန်တော်မိုဟာမက်တောင်တကယ်မသိခဲ့တာအဲ့ဒီတုန်းကဆိုရင်အဲ့လောက်ထိကိုဘာသာတရားနဲ့ပတ်သက်လို့အဲ့လိုမျိုးပေါ့ထားခဲ့တယ်အဲ့တော့အဲ့မှာစပြီးတော့လာတော့အဲ့ဒါတွေဇက်တိုက်လာဘာဒီမှန်းလည်းမသိလို့လည်းမရဘူးအတန်းထဲမှာမဆွေးနွေးဘူးဆိုလို့ရှိရင်ကဒီ class participation 10%မပေးဘူးတကယ် final grade ရဲ့10%ဒါအကြီးပဲအဲ့ဒါရချင်တော့ကိုရီးယားဖတ်ရတာဗောအဲ့ကြမှာသိမလားအာဒန်အေဝါထက်ပိုပြီးကြီးကျယ်တဲ့ဒီ Genesis တို့ Exodus တို့ဟာဒါတွေလာပြီတဲ့ Leviticus တို့အဲ့ဒါတွေပါဖတ်ဟိုဗုဒ္ဓဇင်ကြတော့ကိုယ့်ရဲ့ EC ပဲလေတည်ပြီးသားပေါ့နော်အဲ့လိုမျိုးပေါ့ဒါပေမဲ့အဲ့ကြမှာပို့ပြီးတော့ဗုဒ္ဓဇင်နဲ့ပတ်သက်လို့လည်းအမှစပြီးကွဲပြားဘာသွားကွဲပြီးတော့တိလာလဲဆိုတော့ကိုရီဟိုတောက်လျှောက် traditionally သင်ပေးခဲ့တဲ့ Buddhism နဲ့တကယ် philosophy level မှာသင်ရတဲ့ Buddhism နဲ့ကတော်တော်ကိုမတူဘူးပဲပြောရမှာတော်တော်မတူဘူးအဲ့တော့ဟို philosopher တွေကဒီမြတ်စွာဘုရားပေါ့နော်ဒီဂေါတမမြတ်စွာဘုရားကို greatest philosopher လို့တောင်မှသူတို့ကသတ်မှတ်တယ်တော်တော်များများအဲ့တော့ philosophy ဘိုင်းကကြည့်ရင်ဟုတ်တယ်အဲ့လိုသူတို့ပြောတဲ့တဲမှာကွာဒီမြတ်စွာဘုရားတကိုးပြတာကြီးလည်းမပါဘူးခါချက်လောင်းနေမာနဲ့တွေပါဒီသူအဲ့ဒါကြီးမသိချင်အဲ့လိုသူတို့ပြောခဲ့တဲ့တဲမှာဗုဒ္ဓတွေးတဲ့အတွေးအဲ့ရနေပြီးတော့ဒီ suffering လို့ခေါ်တဲ့ဒုက္ခကိုဘယ်လိုရက်တန့်မလဲဒါပဲသူတို့ရိုးရိုးရှင်းရှင်းလေးပဲပြောသွားအဲ့တော့ပြောရရင်တော့ကွာ Buddhism ကို traditional view ကမဟုတ်ဘဲနဲ့တခြား view ကနေပြီးတော့လေ့လာပြသွားတယ်လေ့လာပြသွားမှအခုတည်းကမှတ်မိနေတော့မယ်အဲ့ဒီတုန်းကဟို midterm paper ကိုဘာရေးလဲဆိုတော့ Buddhism နဲ့ Christianity ကို compare တာ compare ဆိုတာတူတာကြီးလည်းရှိတယ်မတူတာကြီးလည်းရှိတာအဲ့လိုမတူတာတွေကတော့ဒါတော့ရှင်းပါတယ်ဟိုကဖန်ဆင်းရှင်လက်မခံဘူးဒီ Christianity က God ကိုလက်ခံထားတယ်ဒါပေမဲ့တူတာတော့ဘာလဲဆိုတော့သူတို့ရဲ့ဒီအဲ့ဘာသာတွေရဲ့ pioneer တွေဖြစ်တဲ့ဗုဒ္ဓကိုယေရှုဘောကဒီမေတ္တာတရားကိုအခြေခံတာပဲလीအဲ့လိုမျိုးဒီယေရှုပြောတာဆိုလဲဟုတ်တယ်မလား turn the other cheek နောက်ပါတစ်ဖက်ကိုလှည့်ပေးလိုက်ဗုဒ္ဓလည်းပြောတာပဲသီးခံဆိုပြီးတော့ပြောတာအဲ့တော့အဲ့ဒါမျိုးလေးနဲ့တိလာတော့ဘာသာတွေအကုန်လုံးတိလာအဲနောက်တစ်ခုပေါ့နော်ဒီအစ္စလမ်နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လေကိုရီးနိုင်ငံမှာကဒါလည်းအားလုံးသိပါတယ်ဒါဟိုအမှန်တိုင်းပြောရမယ်ဆိုဟုတ်တယ်မလားဒီအစ္စလမ်မဟုတ်တဲ့ဘာသာကြီးကြားထဲမှာသူ့အဲ့ဘာသာကိုတော်တော်လေးကို negative ဆန်စွာပြောခဲ့ကြဟိုလည်းပြောနေတော့မယ်နော်ဒါပေမဲ့အဲ့ကြတော့မှလိလာတဲ့ခါကျတော့ဟိုကအဲ့လိုကြီးလည်းမဟုတ်ဘူးလေမဟုတ်ဘူးတော်တော်များများဒီဂျူဒေဇင်ကနေနဲ့ခရစ်ယာန်နယ်တီကိုသူတို့ကမှီခိုးထားတယ်ဘာလို့လဲဆိုတော့ဒီတမန်တော်မိုဟာမက် AD 600ဆိုတော့နောက်ပိုင်းဒီခရစ်ယာန်နယ်တီစပေါ်ပြီးနှစ်ပေါင်း600ကြာမှစပြီးတော့ဖြစ်လာတဲ့တော်တော်များများဒီဂျူဒေဇင်ကဥမာ Genesis တို့ဘာတို့ကအတိုင်းယူထားတယ် originality တွေအတူတယ်နောက်ပိုင်းအဓိကတော့ဘာလဲဆိုတော့ဒီကျင့်ဝတ်နဲ့ပတ်သက်တဲ့အခါကြီးကြတော့မှလားဘာသာရေးတစ်ခုနဲ့တစ်ခုမတူတော့ဘဲနဲ့နည်းနည်းလေးကွဲလာ
အဲ့မှာနေမတူဘဲနဲ့ငါနဲ့မတူငါတဲ့သူတွေဖြစ်တာပဲတကယ်တမ်းအဲ့တော့အဲ့ဒါတွေပါလက်ခံလာနိုင်လက်ခံလာလိုက်တော့ဒါပေမဲ့ကိုကတော့ဘာပဲကိုးွယ်လဲဆိုတော့ဘာမှတော့မကိုးွယ်ဂုံယူသားနဲ့ ADS ပဲ ADS ပဲလုံတိုင်းလည်းဖြစ်တာအဲ့နေလုပ်ငန်းခွင်ရောက်တယ်လုပ်ငန်းခွင်မှာလည်းဒီတိုင်းမှာပဲဒီလိုမျိုးဘာသာရေးနဲ့ပတ်သက်လို့အဲ့လိုကြီးတော့မပြောကြပါဘူးဒါကလည်းရေးသုံးရေးရှောင်ရတာဟုတ်ဘာသာရေးလူမျိုးရေးနိုင်ငံရေးရှောင်ပြီးတော့မပြောကြဘူးဒါပေမဲ့အရင်ရင်းနှီးလာတဲ့ခါကျလို့ကွာနေပါပြောကြတယ်ဘာလို့ဆိုလို့ရှိရင်တော့ကိုရီးယား ADS ပေါ့ဒီလောက်ပါပဲဒါပေမဲ့အမှ engineer ကြီးတယောက်ရှိတယ်သူကခုနကအာလာဆန်လို့ခေါ်တာဒီ AL ကအတူကတော့ AL လို့ပဲခေါ်ကြအဲ့ AL ကဟိုအာဖရိကဆီးရီးယားလီယွန်လို့ခေါ်တဲ့နိုင်ငံပေါ့နော်သူတို့ကအစ္စလမ်ကိုးကွယ်တာကိုးကွယ်နေသူတို့ဥပုသ်လောက်မှာသူဥပုသ်ဆောင်နေပေါ့နော်အလုပ်လုပ်ရင်းနဲ့လည်းသူဥပုသ်ဆောင်နေအဲ့နဲ့မေးကြည့်တာပေါ့လေရေကမလို့မတော့ပါဘူးလားဘလို့ဘာဖြစ်ရင်ညာဖြစ်တယ်ပြောရင်းနဲ့ကိုရီအေးဒီးဆိုတော့ तू သိသွားတဲ့ကြတဲ့က तू မှမခံစားနိုင်အဲ့လိုဟိုသူ့ဘာသာကိုမကိုးကွယ်လို့မခံစားနိုင်တာမဟုတ်ဘူးနော်ဘယ်ဘာသာမှမကိုးကွယ်လို့မခံစားနိုင်တာအဲ့လိုခရစ်ယာန်ပဲကိုးကွယ်ခြင်းကိုးကွယ်လိုက်ဗုဒ္ဓဇင်ကိုးကွယ်ခြင်းကိုးကွယ်လိုက်အစ္စလမ်ကိုးကွယ်ခြင်းကိုးကွယ်လိုက်ဒါပေမဲ့ဘာဘာသာမှမကိုးကွယ်တော့သူ့မှာမခံစားနိုင်အဲ့လိုအမြဲတမ်းဘာသာနဲ့ပတ်သက်လို့အမြဲတမ်းဟိုပြောကြဆိုကြတာကြီးအမြဲတမ်းပဲရှိနော်ရှိတဲ့ခါတိုင်းသူနောက်ဆုံးဘာပြောလဲဆိုတော့အေးတနေ့နေ့မှာတော့မင်းတခုတော့ကိုးကွယ်လာမှာပါတဲ့အဲ့ကြရင်တော့အားပြောတာမှန်တယ်လို့မင်းပြောမိလိမ့်မယ်ထင်တယ်တဲ့အခုလေသူနဲ့သာတွေ့ရင်တကယ်ပြောချင်တာနော်အတိုင်းအတာတခုတော့ဟုတ်သွားပြီလို့ဆိုပြီးတော့ပြောချင်တာကဲထားပါတော့အဲ့ဒါနဲ့တပည့်နဲ့လောကဓာတ်စရိုက်တာအစုံပါပဲလောကဓာတ်ဆိုတာတော့ဟုတ်တယ်လောကဓာတ်စပြီးတော့ရိုက်လာတဲ့ခါကျတော့ဉာဏ်နဲ့ဝိရိယနဲ့တွန်းလို့မရတော့အဲ့လိုဘာလို့ကိုတိုင်ပတ်လာအဲ့လိုမျိုးပေါ့တိုင်ပတ် higher power တခုခုကိုလိုတယ်ဆိုပြီးတော့စပြီးတော့ထင်လာတာပေါ့ဘာလို့ထင်လာလဲဆိုတော့ကွာဒီအခုလေအားလုံးလည်းကြောက်ကြမှာအောင်လန်းလို့ပြောနေကြတယ်လိုင်းပေါ်မှာလည်းတွေ့မှာအမျိုးစုံပဲဟုတ်တယ်မလားအစီရင်တွေကလည်းစုံတော့မှပြောမနေနဲ့နောက်ဟိုပညာဒီပညာဟုတ်တယ်မလားဟိုလန်းဒီလန်းအောက်လန်းတွေရောအပေါ်လန်းတွေရောဟုတ်တယ်အလဲလန်းတွေရောမသိလို့ရှိရင်ဟိုဒိုတာခုတ်နေသလိုလိုမိုဘိုင်းလေဂျန်ဆော့နေသလိုလိုလမ်းပေါင်းစုံတယ်လေအဲ့တော့ကိုယ်တိုင်လည်းစပြီးတော့ထိလာတဲ့ခါကျတော့အဲ့ကြတော့မှနေအောင်ဟာဒါတွေအရှိတော့ရှိတယ်သိလားဒါအောင်ငါ higher power နဲ့ကာရမယ်ကာရင်တော့ရတယ်ဆိုပြီးတော့လက်တွေ့သိတာပါတကယ်တမ်းတော့လက်တွေ့သိတာဘာလို့ဆိုကိုကလည်းဟိုပြောရမယ်ဆိုလို့ရှိရင်တော့ကွာဟိုဘောလုံးစကားနဲ့ပြောရရင်တော့သိရမယ်လုံးဝဟပေးထားတာဖွင့်ကစားသလိုဖြစ်သွားတာဟုတ်တယ်မလားမင်းတို့ကြိုက်တဲ့သူလာခဲ့ငါဘာဖြစ်နေညာဖြစ်တယ်ဆိုတဲ့အချိန်မှာဘာလို့ဆိုတော့ကိုယ်ကာမဲ့သူလည်းမရှိဘူးကိုယ်ကာပြီးရင် defense မရှိတဲ့အချိန်မှာဝုန်းဆိုပြီးတော့ဝင်ချလာတဲ့ခါကျတော့သူတို့လုံးသမျှရသွားတယ်ဆိုတဲ့ပုံစံဖြစ်သွားအဲ့မှာတော်တော်လန့်သွားနော်ဟာအဲ့လိုကြီးလားဟာနော်ဒါပေမဲ့မလန့်ပါနဲ့တကယ်တမ်းဒီဟိုဘာလဲဆိုတော့ကိုယ့်ဘက်ကကောင်းကောင်းနေတယ်ဆိုလို့ရှိရင်အဲ့ဒီအောက်တွေကလာတိုက်ဖို့အရန်ခက်တယ်မလွယ်ဘူးဒါပေမဲ့ကိုကလည်းအဲ့လိုမဟုတ်ဘူးလေအဲ့ဒီအချိန်တုန်းကသိတဲ့အတိုင်းဟုတ်တယ်မဟုတ်တာမှန်တယ်မြတ်ကြိုက်တာပြောအကုန်လုပ်တယ်အဲ့လိုဖြစ်တဲ့အချိန်နဲ့ဝင်တိုက်တဲ့အချိန်နဲ့ကြုံတဲ့ခါကျတော့လုံးဝသွားကံကောင်းသွားတာကတော့ဗာလဲဆိုတော့ကွာလုံးဝဟိုနော့ကောက်မကြပါဘူးပေါ့နော့ကောက်မကြပါဘူးဆိုတာအမက်စင်ရီခံလိုက်ရတဲ့အခြေအနေလောက်ပဲရှိသွားတယ်နော်လုံးဝနော့ကောက်ကြပြီးတော့ဒိုင်ပွဲရက်ပွဲသိမ်းဆိုတဲ့အခြေအနေတော့မဟုတ်သွားတဲ့အတွက်တော့နည်းနည်းလေးတော့တော်သေးတယ်ပဲပြောအောင်ဒါပေမဲ့အဲ့ဒါလည်းပြီးလဲပြီးတော့စပြီးတော့တွေးရငါ religion တခုခုတော့ရှိမှရဘာလဲတော့မသိအဲ့တော့စာတင်တယ်လို့ပဲပေါ့နော် customize တင်ဦးနေတင်တယ်လို့ပဲကိုမနီကို religion ကို customize လုပ်ပလိုက်တယ်အဲ့လိုပေါ့အဓိကဂျိုးယိုကတော့ Buddhism ကိုတည်လိုက်ပါတယ်ဒါမယိုးဖလာဖြစ်တဲ့ပြင်တကယ်လေ့လာတဲ့ခါကျတော့လေကိုအယုံကြည်ဆုံးနဲ့အယုံကြည်ဆုံးဆိုတာထက်ပေါ့နော်ကိုယုံကြည်လို့ရတဲ့အချက်တွေအများကြီးပါတာတော့ Buddhism ပေါ့ဒါပေမဲ့ကျန်တဲ့ဘာသာတွေကိုလည်းတိကျလုံးဝမစော်ကားပါဘူးနောက်တစ်ချက်ကဘာလဲဆိုတော့လုံးဝသူတို့ရဲ့ origin အစဘာအစလုံးဝသိတဲ့ပြင်လုံးဝ respect အပြည့်ရှိတယ်အခုနကပဲဒီအကြောင်းပြောမယ်ဆိုပြီးတော့ AI မှာရှာကြည့်တာဟဲ့လို့အဲ့လိုလူမျိုးကိုဘယ်လိုခေါ်လဲဆိုတော့သူက omnis လို့ခေါ်တယ်တဲ့အဲ့လိုဘာသာတရားတိုင်းကိုလက်ခံနိုင်တယ်ဒါပေမဲ့ဘယ်ဟာမှဟိုလုံးဝအကောင်းဆုံးရဲ့လို့သတ်မှတ်ထားတဲ့သူမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုယ်နဲ့နီးစပ်ဆိုတော့ omnis ပဲပြောရမှာပေါ့အဲ့တော့ကိုယ့်ရဲ့အပိဓမ္မာနဲ့ကိုယ့်ရဲ့အတွေးနဲ့ကိုယ်နေထိုင်နေပေါ့နော်အခုကတော့ဒါပေမဲ့ Buddhism ကိုအဓိကတည်ပြီးတော့အာလုပ်တယ်ပေါ့
တော့တခြားမကြည့်ပါနဲ့ကျောင်းနာမည်ဟိုကစားဒီ Christian နာမည် Christian မဟုတ်ပါဘူးဒါဂျူးဟိုဟာဂျူဒီဇင်တွေကလို့ Genesis လို့ပေးထားတာပဲကြည့်ဘာလို့ဒီဖန်ဆင်းနေဆိုတာလေဟိုအဲ့ဒီဘာသာရှုထောင့်ကြည့်တော့လက်ခံလားဟိုလက်ခံတယ်လက်ခံတယ်အဲ့လိုမျိုးနော် whatever goes around comes around ဆိုတဲ့အတိုင်းပဲတန်တရားတစ်ပတ်လေတယ်လက်ခံတယ်လက်ခံတယ်ဘာလို့လဲဆိုတော့အသက်ကြီးလာတဲ့ခါကျတော့တွေ့လာငယ်ငယ်တုန်းကတော့ဒီ short sighted ဖြစ်တယ်ပဲခေါ်အောင်ရှိမှရှိတာပဲဖက်ကနေမြင်နေရတဲ့ခါကျတော့အဲ့လိုမျိုးမြင်ဒါပေမဲ့တကယ်တမ်းကျတော့လောင်းရမ်းသွားတဲ့ခါကျတော့ပေါ်တယ်ရောပေါ်တယ်မြင်နေရတယ်အဲ့လိုမျိုးမုတ်တာလုတ်တဲ့သူတွေတစ်ချိန်ချိန်ညံ့တော့တခုတော့ဖြစ်တာအဲ့ဒါကိုစပြီးတော့တွေ့လာတဲ့ခါကျတော့ဟိုဟုတ်ပြီငါကောင်းကောင်းတော့နေမှရအဲ့လိုဆိုတော့အဲ့လိုနေလိုက်တဲ့ခါကျတော့ဘာသွားတွေးရလဲဆိုတော့ဟိုကအလုတ်ကင်မှလည်းအဆင်ပြေလာတာတွေးရအနည်းနဲ့များပေါ့လေအတိုက်ခိုက်ဆိုတော့အမြင်နဲ့ရှိတာပါပဲတည်မလားကိုယ်ဘက်နေကိုညင်ညင်နေလဲအတိုက်ခိုက်ကတော့ရှိတယ်ဒါပေမဲ့အဲ့ကြရင်အတိုက်ခိုက်ဖြစ်ရမယ့်ကိစ္စတည်မလားထင်တယ်လို့မကြီးွားဘူးယော့ွားတယ်နောက်ကိုယ်တိုင်လည်းစိတ်တည်ငြိမ်တယ်အဲ့တစ်ချက်ပေါ့နော်တစ်ချက်အဲ့လိုဟိုစိတ်ထဲကတော့လူကျင်တဲ့ဒီမာယာတွေယမတ်တွေတဝါတွေတတ်မှတ်မှုတွေဘာတွေကတော့အမြဲတမ်းဖြစ်တာပါပဲသိရတဲ့အတိုင်းဒါတော့ဟိုနိုင်ငံခြားလူတွေပြောကြသလို inner demons တွေပေါ့ inner demons တွေကတော့ကိုယ့်ဘာနဲ့ကိုယ်တိုက်ရတာအဲ့လိုဒါပေမဲ့အဲ့ဒါကိုလုံးဝနိုင်သွားတယ်ဆိုတဲ့တနည်းကဘယ်ဘာသာအတွက်ပဲဖြစ်ဖြစ်ဒါလုံးဝစိတ်တည်ငြိမ်မှုလုံးဝရသွားတယ်အဲ့လိုမျိုးပေါ့အဲ့ဒီဘာသာရဲ့ဖန်ဆင်းရှင်နဲ့ကိုယ်နဲ့ peace ဖြစ်သွားတယ်လို့ဒါပြောလို့ရပြောကြတဲ့သဘောပဲအဲ့လိုမျိုးပေါ့နော်ဒါဗုဒ္ဓဘာသာမှာတော့ဖန်ဆင်းရှင်ရလို့မရှိဘူးကံတရားလို့ခေါ်တယ်အဲ့ကိုရီးလည်းကံတရားနဲ့ကတော့ peace ဖြစ်သွားတယ်အရင်တော့ကလိုမျိုးကံတရားကိုသွားပြီးတော့သိရမလားဟို F word တွေနဲ့ FU တွေပါသွားပြီးတော့မပြောမိတော့သိရမလားအမဒီလိုရေးကြည့်နေတော့မှလားဒီလိုမျိုးတွေပဲလုံနေတော့မှလားမပြောတော့မပြောတော့အဲ့လိုသူကိစ္စနဲ့သူသွားတော့မယ်ဆိုတော့လေဒီပြီးသားကိုရီလည်းကိုကိစ္စနဲ့ကိုရှိတယ်ဆိုတာပဲမှတ်ထားလိုက်တော့တယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါကြောင့်လေဒါမဲ့ဟိုကောင်းတယ်ပဲပြောရမလားမကောင်းတယ်ပဲပြောရမလားကောင်းတယ်လို့တော့ထင်ပါတယ်အထူးသဖြင့်စီးပွားရေးတွေဘာတွေလုပ်တယ်ဆိုလို့ရှိရင်အခုဆိုလေလောဘတွေဘာတွေကြီးလို့ရတယ်တခြားအလုပ်တွေဘာတွေလုပ်ပတ်စံပိုရတယ်လို့ဘာလို့လဲရှိတယ်လမ်းစာလေးရှိတယ်ဒါပေမဲ့မလုပ်တော့ဘူးဘာလို့လဲဆိုတော့ဟိုကိုယ်တိုင်ကမကောင်းဘူးလို့သတ်မှတ်ထားတဲ့အရာတွေရှိတယ်နောက်လောဘအရင်ကြီးတယ်လို့ထင်တဲ့အရာတွေလည်းရှိတယ်အဲ့တော့ဟိုစီးပွားရေးလေးပဲမှန်မှန်လေးပေါ့နော်အလုပ်လေးသာမှန်မှန်ပြီးအဲ့ဒါဆိုရတယ်ဆိုပြီးအဲ့လိုပဲထားတော့အရင်ကြီးလည်းမဟုတ်ဘူးဖြည်းဖြည်းချင်းလေးပဲပေါ့အဲ့လိုမျိုးလေးပဲသွားမယ်ဆိုပြီးတော့ပဲနေလိုက်တဲ့ခါကျတော့တော်တော်လေးကိုစိတ်အေးချမ်းသာရပါတယ်တခြားဘာသာတွေကိုလည်းလက်ခံနိုင်သွားတဲ့ခါကျတော့ easy ပဲအခုနေဘဲသွား church ဘဲသွား mosque ဘဲသွားစင်ပြေတယ် easy ပဲအဲ့လိုမျိုးသူတို့ရဲ့ဒီ tradition တွေဒီပွဲတွေဘာကြောင့်လုပ်လဲသိတယ်လုံးဝ judge မလုပ်တော့ဘူးအဲ့လိုမျိုးဒါပေမဲ့ကိုဒီဘက်ကလည်းတခုဖြစ်တယ်ဆိုအတန်းထဲမှာပြောလို့ပေါ့ဗုဒ္ဓဘာသာကြည်ကံကံမှာဆိုတဲ့အတိုင်းပဲပေါ့နော်အဲ့တော့ဟိုတကယ် philosophy level ကပို့ပြီးတော့ကြည်ညင်ဖြစ်တယ်ဆိုတော့မှန်ပါတယ်အဲ့တော့အခုနားထောင်နေသူတွေထဲမှာလည်းရှိမှာပါ ETS တွေပါတယ်ဆိုတော့မဖြစ်နဲ့လို့မပြောဘူးဖြစ်တာဖြစ်လိုက်ဒီ journey ကကိုယ်တိုင်သွားမယ် journey လိုက်ပို့ပေးလို့မရဒီတိုင်းပြောလိုက်လို့ဥမာကွာဟုတ်တယ်မလားဟိုသွားခြင်းနဲ့ဟေ့နော်ပြင်သစ်သွားခြင်းနဲ့အီတလီသွားခြင်းနဲ့လဲခြင်းတာဥရောပယူလဲခြင်းတာဟုတ်ပြီပြင်သစ်မှာတော့ကပိုင်းနိုင်တွေဘလို့များတာနော်အီတလီမှာတော့ဘလို့နော်စပိန်မှာတော့ဘလို့နော်ဆိုပြီးတော့ပြိုလေသွားခြင်းနေတဲ့သူမသွားသေးတဲ့သူကတော့သွားမှာပဲကြုံလာတော့မှသိမှာအဲ့တော့အားရပါရတာပျော်ပျော်ရွှင်ရွှင်ကြီးဖြတ်တန်းလိုက်တခုပဲနော်လုံးဝ knock out မဖြစ်သွားစေနဲ့အဲ့ဒါပဲဟုတ်ပြီလားစိုးကျင်တိုင်းစိုးလို့ရတယ်ရွေ့ကျင်တိုင်းရွေ့ချလိုက်လို့ရတယ်ဒါမဲ့လောကနဲ့တရားကြီးကကိုယ့်ကိုအမှောက်မသိမိလိုက်စီနေပေါ့နော်ပြန်ထားလို့မရတော့ရင်ဒုက္ခရောက်သွားမှာအဲ့ဒါပါပဲပြီးတော့မှကိုယ့်အတွက်အဆင်ပြေဆုံးဘဝနိယာမတစ်ခုဘဝအပိဓမ္မာတစ်ခု religion တစ်ခုထွက်လာလိမ့်မယ်နော်ဒီ၅ခုတည်းတစ်ခုလည်းဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ဘက်နေကိုခုနပြောလို့ customize အနေနဲ့ယုံကြည်ပြီးကိုးကွယ်ခြင်းလည်းကိုးကွယ်လိမ့်မယ်နော်ဒါမှမဟုတ်ရှင်လည်းဒီတိုင်းပဲ ATS ပဲဆက်သွားရင်လည်းသွားနေလိမ့်အဓိကတော့ဘယ်လိုနည်းနဲ့ပဲသွားသူများကိုမြုပ်မာနဲ့လူကောင်းနေနဲ့နေပါအဲ့ဆိုရအဲ့ဆိုလောကကြီးလည်း easy ပဲဖြစ်တယ်နောက် greed တွေပြောသလို
Roman တွေပြောလို့ stoicism ပေါ့ easy ပဲ stoic ပဲနော်ကိုမလုပ်နိုင်တဲ့အရာတွေဝင်မလုပ်ဘူးကို control လုပ်လို့မရတဲ့အရာတွေဝင်မလုပ်ဘူးကိုယ့်ရဲ့စိတ်ထဲက inner peace လေးနဲ့ပဲနေအဲ့ဒါဆိုအကောင်းဆုံးပဲဘာလုပ်လို့အဆင်ပြေတယ်အဲ့ကြရင်အနည်းနဲ့များပေါ့နော်နောက်အသက်လည်းမတူတော့ဘူးတွေးမတိုးဘူးကွာဟုတ်တယ်မလားအဲ့ဒါကိုပြောချင်တယ်နော်ဆိုတော့ဒီနေ့ကတော့အဲ့ဒါလေးပဲ sharing လုပ်ပေးချင်တာပါနောက်နေ့ဘောင်ချဆိုးရမယ့်ကိစ္စခိုင်ဟိုပါလဲဆိုတော့အချက်လက်တွေအများကြီးရှိလာရင်တော့ဘောင်ချစပြီးတော့စုပ်ကြပါနော်ဒီနေ့တော့ဒီလောက်ပါပဲ